အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပြချင်တဲ့အကြောင်းအရာကတော့ default pattern လေးဖြစ်ပါတယ် default pattern လေးကတော့ကျွန်တော်တို့ Photoshop လုပ်တွေက passport ပုံလုပ်တာတပုံတစ်ပုံဖြတ်တာပုံစံမျိုးတော့တစ်ခါတည်းနဲ့ auto ဖြတ်လို့ရအောင်တစ်ခါတည်း၄ပုံစံ၄ပုံ၅ပုံစံ၅ပုံဘယ်လိုဖြတ်မလဲဘယ်လိုလုံးမလဲဆိုတော့ကြည့်ရအောင်ကျွန်တော် Photoshop ကိုဖွင့်လိုက်ပါပြီပထမဆုံးကျွန်တော်တို့ဓာတ်ပုံကိုယူတဲ့ကဒီ file ကနေပြီးတော့ယူရမလား edit ကတော့မယူနော် file ကနေပြီးတော့ open ကိုနှိပ်ပါ open နှိပ်ပြီးတာနဲ့တခါတည်းဒီမှာဒါလေးဆွဲချလိုက်မိမိလိုတဲ့ပုံကိုဘယ်လိုပုံစံမျိုးကိုလိုချင်တယ်ကိုကောင်မလေးကိုလိုချင်တယ်တခြားကောင်မလေးကိုလိုချင်တယ်အဲ့လိုပုံစံမျိုးလေးကိုဟောပြီးတော့ကျွန်တော်ကောင်မလေးပုံတစ်ပုံယူလိုက်ပါမယ်ဟိုချောချောလေးပုံတစ်ပုံဒီမှာတွေ့ပြီနော်ကျွန်တော်ဒီပုံလေးကိုတလဲမခွဲနှစ်လဲမအဲ့လိုဖြတ်မယ်ကိုလိုချင်တာတလဲမခွဲနှစ်လဲမအဲ့လိုပုံစံ passport ပုံစံမျိုးကိုလိုချင်တယ်အဲ့ဒါတက်ပုံကိုယူလိုက်ပါပြီဟောပြီးတော့တက်ပုံယူတာအကုန်လုံးမြင်ပါတယ်ဖိုင်ကနေပြီးတော့ကျွန်တော်တို့ယူတယ်အဲ့ဒါဖိုင်ပြီးတော့ကျွန်တော်တို့စာရွက်လိုတယ်စာရွက်ယူကြအောင်စာရွက်ကိုလည်းဘယ်ကယူမလဲဖိုင်ကယူပြီးတော့နှစ်ယူကိုယူလိုက်ပါကျွန်တော်တို့ဒီမှာယူတဲ့အခါနေပြီးတော့ဒီနေပြီးတော့ custom ကိုထားပေးပါဒီမှာနော်မြင်နော် custom ကိုမြင်ပါတယ်ထားလိုက်ပါကျွန်တော်တို့တလက်မခွဲဟုတ်ပြီနော်နှစ်လက်မထားလိုက်ပါဘုံမြင်ပါတယ်တလက်မခွဲနှစ်လက်မပါနော်ဘုံမြင်ကြပါတယ်တခြားလေးကြည့်ထားကြပါ okay ပြီး okay လေးနှိပ်လိုက်ပါဟုတ်ပြီကျွန်တော် okay လေးနှိပ်လိုက်ပါပြီဒီမှာတွေ့ပြီနော်စာရွက်ပေါက်လေးကြားလာပြီဟုတ်ပြီနော်ဒီကတော့ကျွန်တော်တို့ဒီပုံကိုလိုတလောက်ဖြည့်ဘာလို့ဆိုဒီမှာအကုန်လုံးရှင်းပြီးသားတလက်မခွဲနှစ်လက်မအကုန်လုံးရှင်းပြီးသားဒီကကျွန်တော်တို့ဒီပုံကောင်မလေးပုံကိုလိုတလောက်ကိုဖြည့်ကြအောင်လက်လေးထောင်းဘာမှဖြစ်ပါဘူးနော်လိုက်ပြီးတော့ဒီမုလေးနဲ့တစ်ချက်နှိပ်ပြီးတော့တက်ပုံလေးကိုဆွဲချလိုက်ပါဟုတ်ပြီနော်ဆွဲချလိုက်တဲ့အခါဒီပုံလေးကိုပြန်ပြီးတော့ပိတ်လိုက်မပိတ်လည်းဘာမှမဖြစ်ပါဘူးပိတ်လိုက်ပါဒီမှာဆွဲတွေကဗျတခြားလေးကြည့်တာရှက်နဲ့နေပြီးတော့ဓာတ်ပုံလေးကိုဆွဲချရှက်နဲ့ဆွဲတွေကချင်းဓာတ်ပုံရောက်တာတော့စောင်းတာတော့ပုံစံမျိုးမဖြစ်တော့ဘူးပေါ့အကုန်လုံးအဆင်ပြေပါတယ်ရှယ်လေးကိုဒါလေးဖြီးပြီးတော့ဆွဲလိုက်ပါပြီးတော့ဒီဘက်လေးကိုရှယ်လေးဖြီးပြီးတော့ဒါလေးဆွဲလိုက်ပါဟုတ်ပြီနော်ဒီဘက်ကရှယ်လေးကိုဖြီးပြီးတော့အသားလေးဆွဲလိုက်ပါအဆင်ပြေလောက်ပြီဘောင်လေးပုံစံမျိုးနော်နောက်ကဘောင်ပုံစံမျိုးပေါ်နေမှအဆင်ပြေပါတယ်ဒီဒါတစ်ချက်နိုင်လိုက်ပါပြီးတော့ flag ကိုနိုင်လိုက်ပါဟုတ်ပြီကျွန်တော်တို့ဒီနောက်ကအဖြော်လေးကိုကျွန်တော်တို့ဘော်ပုံစံမျိုးယူကြည့်အောင်နော်ဘော်ပုံစံဖြစ်မှာပေါ့နော်ဒီလိုဆိုလို့ရှိရင်ဘာမှနားကဘော်လင်းပါဘူးဒီလိုလုံးလိုက်တော့ပြင်နောက်ကဘော်လေးပါတယ်ဟုတ်ပြီနော်ဒီထည့်ကိုရောနှစ်ချက်လောက်ထောက်လိုက်ပါနော်ဟုတ်ပြီနော်တောက်ဟုတ်နော်နှစ်ချက်ထောက်လိုက်မှဒီ layer 0ဆိုပါပြီး okay ကိုနိုင်လိုက်ပါနိုင်လိုက်ပြီနော်ဟုတ်ပြီကျွန်တော်တို့စာရွက်ဖိုင်တစ်ပိုက်ယူကြည့်အောင်ဒီစာရွက်မထင်မတော့နှစ်ယူကိုနေပါဒီမှာဘယ်လိုနိုင်မလဲ photo ပေးပါကိုယူပါ photo ပေးပါယူတာလားဒီမှာနေပြီးတော့ဘယ်လောက်ကိုယူမလဲဒီမှာ46ကိုယူမယ်နော်4ရယ်6ရယ်46လောက်မှယူမယ်ယူလိုက်ပြီးပြီနော်ပထမဆုံးဒီဓာတ်ပုံကိုနေပြီးတော့ကျွန်တော်စာရွက်ယူပြီးတော့ဒီဓာတ်ပုံကို copy ကူးဖို့အတွက်လိုရအောင်မယ်အဲဆိုဒီထဲမှာကျွန်တော်တို့ဘာသုံးပါလဲ define pattern လေးကိုသုံးကြည့်အောင်ပြီးတော့ဘာဝင်မလဲ attack ကိုဝင်ပါ attack မှာဒီမှာတွေ့လား define pattern လေးကိုနှိပ်လိုက်ပါဟုတ်ပြီနော်ဒီမှာနာမည်လေးပေးလိုက်ကောင်မလေးနာမည်ဆိုပေါ့နော်ပပဟုတ်ပြီနော်ပပတိလို့ရေးလိုက်ဟုတ်ပြီနော်ပြန်နဲ့ okay လေးကိုနှိပ်လိုက်ပါဟုတ်ပြီကြားလာပြီကျွန်တော်တို့ဒီအခုစာရွက်ယူတဲ့စာရွက်ကိုအသက်စာရွက်တော့ထောက်လိုက်ပါဒီဘက်ကိုကျွန်တော်တို့ copy ကူးဖို့ဘယ်နှပုံပါမလဲဘယ်နှပုံရမလဲကိုလိုတလားပုံတော့4ပုံ4ပုံ6ပုံဆိုကြပုံဒီအခုကျူတာကျွန်တော်ယူထားတယ်6လင်းစာရွက်မှာပါเนาะရပါပြီးဘာနိုင်မလဲကျွန်တော်တို့ define ကိုနိုင်ပြီး attack ကိုနိုင် attack ကနေပြီးတော့ကျွန်တော်တို့ face စာလုံးကိုလေးနှိပ်လိုက်ပါဟုတ်ပြီเนาะဒီမှာပတန်ဒါလို့ကျွန်တော်တို့ပတန်မရှိနေဒီပတန်လို့ယူရမှာဖြစ်တယ်ပြီးတော့ဒီကိုလည်းအကောက်လေးချလိုက်ခုနကျွန်တော်ရေးပေးခဲ့တဲ့စာကဒီမှာเนาะဟိုဒီစာရွက်ဟုတ်ပြီเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဘာနဲ့ထွက်မှာလဲ okay လေးနဲ့ထွက်လိုက်ပါဒီကိုယူလိုက်တယ်ကျွန်တော်ခုနပပတစ်ဆိုပြီးရေးလိုက်တယ်အဲ့ဒါလေးကိုထောက်ပြီးတော့ okay လေးကိုနှိပ်လိုက်ပါအဆင်ပြေတော့ပါပြီเนาะတူတာ1ပုံ2ပုံ3ပုံ4ပုံ5ပုံ6ပုံ9ပုံ10ပုံအဲ့ဒါဆိုပြီးတော့အဆင်ပြေတော့ပြီအကုန်လုံးလေးလောက်တက်မယ်လို့လေးထင်ပါလေအကုန်လုံးကိုလေးကျေးဇူးအများကြီးတင်ပါတယ်